။ဂန်ရဲ့ရွှေတိုက်ခန်းကြီးထဲမှာမျက်စိချိန်မှတက်တဖိတ်ဖိတ်တောက်နေတဲ့ရွှေတုံးပုံလိုက်ကြီးရှိနေတာတော့မှဒီမျက်နှာဖုံးစုလူမိုက်အုပ်စုကတော့လက်တောင်မကြည့်ခဲ့ကြပါဘူး။သူတို့ကဘန်မန်နေဂျာကိုပဲအတင်းအဓမ္မဖိအားပေးပြီးအထက်အနက်ဆုံးမှရှိတဲ့စတူခန်းအိုကြီးကိုဖွင့်ခိုင်းခဲ့ကြပါတယ်။မန်နေဂျာခင်ဗျာလည်းကြောက်ကြောက်လန့်လန့်နဲ့လက်ကပြပြီးအဲ့ဒီခန်းကပစ်ထားတာကြားလာပြီးဘာမှမရှိတော့ဘူးလို့တိုးဆုပ်ပြောနေရှာတယ်။ဒါပေမဲ့ဆယ်စုနှစ်ပေါင်းများစွာလူတူမနီးပဲပစ်ထားတဲ့အဲ့ဒီစတူခန်းလေးတွေကိုသူတို့ရောက်သွားတဲ့အချိန်မှာတော့အဖွဲ့ဝင်တယောက်ကမန်နေဂျာကိုစက္ကန့်နဲ့တွန်းထုတ်လိုက်ပြီးဖုံတွေအလိမ့်လိမ့်တက်နေတဲ့အုပ်ထားတဲ့အဝတ်ကိုဆွဲဖယ်လိုက်ပါတော့တယ်။အဲ့ဒီခါမှာတော့သူ့မျက်နှာမှာကျဉ်နဲ့အားရတဲ့အပြုံးတွေဝေးစားသွားခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီတစ်တာနှစ်ဆက်ထဲမှာရှိနေတာတွေကနာဇီခေတ်ကလေးကတရားဝင်မှတ်တမ်းမတင်ထားတဲ့လှုပ်ဝက်စစ်တုံးပန်းရွှေတုံးကြီးတွေဖြစ်နေလို့ပါပဲသူတို့ဟာအချိန်မဆိုင်ပဲအဲ့ဒီရွှေတုံးတွေကိုတစ်တာတွေကထုတ်အရေးကြိုးတဲ့ဆက်ထဲကိုစိုးအတင်းပစ်ထည့်ပြီးပုံစံအစ်ပြန်လုပ်ကြပါတော့တယ်ဒီမျိုးသမီးရဲ့ရွေချက်ကအလွန်ရှင်းလင်းပြတ်သားပါတယ်အဲ့ဒါကတော့ဘာမှအသားနံပါတ်မှမပါပဲလိုက်လံစုံစမ်းလို့မရနိုင်မဲ့ရွှေတုံးတွေအဖြစ်လုံးဝပုံစံပြောင်းပြဖို့ပါပဲနောက်တစ်ဆင့်အနေနဲ့အမျိုးသမီးကဗန်ထဲမှာရှိတဲ့လူတွေအားလုံးရဲ့ဖုန်းတွေကိုအကုန်သိမ်းဆည်းလိုက်ပါတယ်ပြီးတော့ဓာတ်ပြတွေရောဓာတ်စာခံတွေကိုပါတပုံစံနဲ့တူတဲ့ဝတ်စုံတွေနဲ့မျက်နှာဖုံးတွေအကုန်လဲခိုင်းလိုက်တဲ့အတွက်အပြင်ကဆက်လိုက်ပါသမားတွေအနေနဲ့ဘသူကရန်သူဘသူကအပြစ်မဲ့တဲ့သူလဲဆိုတာလုံးဝခွဲခြားလို့မရအောင်ဖြစ်သွားခဲ့ရတယ်ဒီလိုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့အမျိုးသမီးကသူမရဲ့အပေါင်းအပါတွေထွက်ပြေးဖို့အချိန်ပိုရအောင်အပြင်ကလူတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေစတင်ပါတော့တယ်သူမကအပြင်ကလူတွေနဲ့အကျိတ်အနေစကားပြောပြီးအာယုံလွှဲထားတဲ့အချိန်မှာပဲအပေါင်းပါတွေကထွက်ပြေးဖို့မြေအောက်လိုင်ကောင်ကိုမနာတမ်းတူးနေကြတယ်လို့တစ်ဖက်ကလည်းရွှေတွေကိုအရေးကြိုးပြီးကျင်းနီအောင်တုတ်ချောင်းတွေဖြစ်မရက်မနာပုံသွင်းနေကြပါတယ်ဒီမျိုးသမီးကဘလောက်တောင်တတိကောင်းလဲဆိုရင်အပြင်ကရဲမေကိုဗန်ထဲဝင်လာပြီးဓာတ်စာခံတွေပေးကင်းရဲ့လားဆိုတာကိုကိုယ်တိုင်မျက်မြင်လာကြည့်ဖို့အထိဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲရုတ်တရက်ထွက်ပေါ်လာတဲ့တနက်တန်ကြောင့်ရဲတွေဘက်ကချက်ချင်းတန်တရားဝင်သွားပြခုနကတနက်တန်လားလို့မေးတဲ့အခါမျိုးသမီးကဘာမှမဟုတ်ပါဘူးဆိုပြီးဖုန်းကိုကမန်းကတန်းချပစ်လိုက်တယ်သူမစတိုခန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ရေခဲတုံးကြီးထဲကျသွားတယ်လို့မျိုးခြေဖျားလက်ဖျားတွေတိတ်ဆက်သွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အတူတူအလုပ်လုပ်တဲ့အပေါင်းပါတွေကဒီလောက်များပြားလာတဲ့ရွှေတွေကိုတယောက်တည်းဝါမျိုးချင်းလို့မျက်စိမိတ်တွေးတန်းဖြစ်နေကြပြီးအချင်းချင်းတစ္ဆာဖောက်မှုတွေအကြီးအကျယ်ပောက်ကွဲနေလို့ပါပဲ။လိုင်ကောင်းတူးနေတဲ့အဖွဲ့ဝင်ကိုတော့အစာဖြောက်တက်ပစ်လိုက်တဲ့အထိယူသွေးနေတဲ့အဲ့ဒီလူမိုက်ကြီးကိုကြည့်ပြီးအမျိုးသမီးကအခြေအနေတွေလက်လွန်နေကြ။ဒီဆိုတာသိလိုက်တဲ့အတွက်အလွန်အန္တရာယ်များတဲ့ဖွံဒုတိယအစီအစဉ်ကိုချက်ချင်းအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမဟာအရင်ဆုံးရဲမေကိုထောက်တနေရာကိုခေါ်သွားပြီးလူတူကိရှင်းပြီဆိုတာတေချာမှမျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်ပြလိုက်ပါတယ်ပြီးတော့သူမရဲ့ကိုယ်ပိုင်ဝတ်စုံကိုရဲမေကိုလက်ဝတ်ခိုင်းပြီးအခြေအနေအလုံးကိုဖွင့်ပြပြလိုက်တဲ့အခါရဲမေခံရမှာတော့ဝေခွဲမရပဲဘာလို့ငါဖြစ်ရတာလဲဆိုပြီးဇဝေဇဝါဖြစ်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ဆူဆူဝါဝါတနက်တန်တစ်ချက်ထပ်ထွက်လာပြန်ပါတယ်ယူသွေးနေတဲ့အဲ့ဒီလူမိုက်ကြီးဟာလှိုင်ကောင်းဝမှာရမ်းဘီလူတစ်စက်ထုတ်ကိုထောင်ခိုင်းပြီးသူမကိုနောက်ဆုတ်ပေးဖို့ပြပေါ်လာတဲ့သူကိုယ်တိုင်လာစစ်ဆေးတဲ့အချိန်ကုန်းပြီးကြည့်လိုက်တဲ့စက္ကန့်ပိုင်းတွင်းမှာပဲအမျိုးသမီးကအခွင့်အရေးကိုချက်ချင်းဆုပ်ကိုင်ပြီးအားကုန်တုံးကသူ့ကိုရွှေတိုက်ခန်းနဲ့တိုးပို့လိုက်ပါတော့တယ်ဂျိန်းကလေးဆိုတဲ့တန်တကားပိတ်တန်နဲ့အတူလေးလံလာတဲ့ရွှေတိုက်ခန်းတကားကြီးကဝုန်းကနေပိတ်ဆို့သွားခဲ့ပြီးအထက်မှာပိတ်ပြီးကြံခဲ့တဲ့တစ္ဆာဖောက်လူမိုက်ကြီးလည်းဘလို့မှထွက်ပြေးလို့မရတော့ပဲတွေးယူတွေးတန်းတဲ့တကားကိုလိုက်ထူနေပါတော့တယ်သူကမျိုးသမီးရဲ့မောင်ဖြစ်သူကိုဓာတ်စာခံဖြစ်ဖမ်းဆီးထားပြီးနောက်ဆုံးပိတ်ချင်းချောက်ဖို့ကြိုးစားခဲ့တာဖြစ်ပေမဲ့သူမကတော့ရဲမင်းနဲ့လက်တွဲပူးပေါင်းပြီးမောင်ဖြစ်သူကိုကဲတင်ဖို့အတွက်အထူးရဲ့တပ်ဖွဲ့ကိုကြိုတင်စီစဉ်ဆွဲပြီးသားဖြစ်နေမှသူလုံးဝမသိခဲ့ရှာဘူးအများဦးသမီးကတော့လက်တောင်မကြည့်ပဲဖောက်ခွဲခါလုတ်ကိုပြက်ပြက်သားသားနှိမ့်လိုက်ပါတော့တယ်ဝုန်းကနေမြေဟဲသွားတဲ့ပောက်ကွဲတန်နဲ့အတူမြေအောက်ရေပိုက်လိုင်းကြီးပွင့်ထွက်သွားပြီးရေလိမ်ကြီးတွေကတားရဲသွေးဆန်တစ်ကောင်လိုဗန်ရဲ့မြေအောက်ခန်းတစ်ခုလုံးကိုတလဟောစီစဉ်လွှမ်းမိုးသွားခဲ့ပါပြီပောက်ကွဲတန်အပြီးမှာတော့လက်နက်အပြည့်အစုံနဲ့အထူးရဲတပ်ဖွဲ့တွေဗန်ထဲကိုဝုန်းကနေဝင်လာပြီးအခြေအနေအလုံးကိုစက္ကန့်ပိုင်းတွင်ထိန်းချုပ်လိုက်ကြတယ်ဗန်မတန်းဝင်ရွှေတုံးတွေရှိနေတဲ့တစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေတုံးမှမလျှော့ပဲအကုန်တိုင်းရှိနေတာကိုတွေ့ရတယ်ပူပြီးအံ့ဩဖို့ကောင်းတာကတော့ဓာတ်စာခံတွေရောဓာတ်ပြတွေပါဝတ်စုံတွေအကုန်တူနေတဲ့အပြင်တက်တဲ့အထောက်ထားမလုံလောက်မှုကြောင့်ဖမ်းဆီးထားတဲ့တန်တရားရှိသူတွေကိုပါရဲတွေကဒီတိုင်းပြန်လွှတ်ပေးလိုက်ရတာပါပဲဒါပေမဲ့ဒီဇလန်ကဒီတင်ပဲပြီးသွားပြီလို့ထင်ပါသလားတကယ်ဆက်ရှင်မြင်မာတဲ့အခန်းကအခုမှစတာပါမျိုးသမီးဟာတန်ရှင်းရေးဝန်ထမ်းဖြစ်အသွင်ပြောင်းပြီးဗန်ထဲကိုတိတ်တဆိတ်ပြန်ဝင်သွားခဲ့တယ်ပြီးတော့လူတွေအားလုံးရဲ့မျက်စိအောက်မှာတင်ဗန်မကြီးတွေကကြီးနီအောင်တုတ်ထားတဲ့လှပတဲ့လက်ရန်တုတ်ချောင်းတွေကိုတစ်ချောင်းမကျန်အမိုက်ကားပေါ်ပြစ်တင်ပြီးတဲထုတ်သွားခဲ့ပါတော့တယ်အမိုက်ကားကစိတ်ကန်းကိုတန်တန်မတ်မတ်မောင်းနေသွားခဲ့ပြီးစိတ်ကန်းမှာတော့သူမပတ်ပါအောင်စီးယုံထားခဲ့တဲ့ရဲမေကအစင်တဲဆောက်ကြိုနေခဲ့ပါတယ်ရဲမေကအမျိုးသမီးစီကလာတဲ့လှုပ်ဝက်နံပါတ်ပါတဲ့စာတူကိုဖုန်းထဲမှာကြည့်ပြီးကားနောက်ဖုန်းကကုန်းနံပါတ်ကိုရိုက်ထည့်လိုက်တဲ့အခါမတင်မက်ပဲတကားပွင့်သွားပြီးအထက်ကဆူရှာတောက်ပါတဲ့ရွှေရောင်လင်းတန်းတွေကြောင့်မျက်စိချိန်မှတက်ဖြစ်သွားရတဲ့ကားတစ်စီးလုံးမှာပြင်းနေနေတာကတော့တစ်ချောင်းမှမလျှော့ပဲပုံသွင်းထားတဲ့ရွှေတုတ်ချောင်းတွေပဲဖြစ်နေပါတော့တယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးရဲ့မောင်လေးကိုဖမ်းဆီးပြီးရွှေတွေကိုကြားဖြတ်လူကိုကြံစီနေတဲ့ကွယ်ရကလက်မဲကြီးနောက်ကွယ်ကကျူးကန်သူလူမိုက်အုပ်စုဟာပျော်ရွှင်ဝမ်းသာစွာနဲ့ရွှေတွေကိုစစ်ဆေးဖို့ပြေးလာခဲ့ကြတယ်ဒါပေမဲ့သူတို့စောင့်ကြည့်နေတာကရွှေတွေမဟုတ်ပဲအကြာကြီးကလေးကခြုံကိုပုံပေါင်းနေတဲ့အထူးရဲ့တပ်ဖွဲ့ဝင်တွေဖြစ်နေပြီးတက်လက်ပြောင်းဝါရီကြားမှာတစ်ဖွဲ့လုံးဖမ်းဆီးအစဖြောက်ချင်းခံလိုက်ရပါတော့တယ်အားလုံးကိုအကွက်စစ်စစ်နဲ့တွက်ချက်အစီအစဉ်ဆွဲထားတဲ့ဒီအမျိုးသမီးကတော့မိသားစုဝင်ရဲ့အသက်ကိုလည်းကဲတင်နိုင်ခဲ့တယ်လို့ရန်သူတွေကိုလည်းအပြတ်တက်လက်စားချေတုတ်ပြန်နိုင်ခဲ့ပါတယ်မိမိရဲ့ပါနဲ့တဲ့ဉာဏ်ပညာကိုရင်ထဲမှာပဲလှုပ်ဝက်သိမ်းဆဲပြီးရန်သူစီးမြင့်တွေကြားထဲကနေရန်သူကိုအလဲထုတ်ပြသွားခဲ့တဲ့သူမဟာတကယ်ကိုရဲရင်ပြတ်သားတဲ့ဇက်လိုက်ကျော်အမျိုးသမီးတဦးပဲဖြစ်ပါတော့တယ်